ဗုဒ္ဓသာသနာဤသာသနာသည်လူတဦး၏တွေးခေါ်မှုအားလွတ်လပ်စွာလမ်းဖွင့်ပေးထား၏ဤသာသနာသည်ကံတရား၏တဘာဝနိယာမအားတိကျစွာသင်ပြပေးထား၏ဤသာသနာသည်သစ္စာဓမ္မ၏အနှစ်သာရအားအတ္တကင်းစွာမျှဝေပေးထား၏ဤသာသနာသည်တွေ့တာခြင်း၏ဆင်းရဲဒုက္ခအားရှင်းလင်းစွာပြဋ္ဌာန်းပေးထား၏ဤသာသနာသည်စွန့်လွတ်ခြင်း၏ချမ်းသာမှုအားရဲဝံ့စွာဖော်ထုတ်ပေးထား၏ဤသာသနာသည်ငါးပါးသီလ၏အကျိုးအဖြစ်အားထိရောက်စွာနိုင်ရှင်ပေးထား၏ဤသာသနာသည်ရောင်ရဲခြင်း၏ပြည့်စုံမှုအားတန်ရှင်းစွာပိုင်းခြားပေးထား၏ဤသာသနာသည်စောင့်စည်းခြင်း၏လုံခြုံမှုအားခိုင်မာစွာထောက်ပြပေးထား၏ဤသာသနာသည်စာနာခြင်း၏ကျင်နာမှုအားမြဲမြံစွာထမ်းပိုးပေးထား၏ဤသာသနာသည်တီးခံခြင်း၏မြင့်မြတ်မှုအားလေးနက်စွာတုံ့တင်ပေးထား၏ဤသာသနာသည်ခွင့်လွှတ်ခြင်း၏ငြိမ်းချမ်းမှုအားမှန်ကန်စွာလမ်းညွှန်ပေးထား၏ဤသာသနာသည်မေတ္တာတရား၏ရေးမြမှုအားပြတ်သားစွာဖြန့်ဝေပေးထား၏ဤသာသနာသည်ဥပိ္ပခာ၏အတိမ်အနက်အားနှက်ဆိုင်စွာအတိပေးထား၏ဤသာသနာသည်ဖြစ်ပျက်ခြင်း၏မတည်မြဲမှုအားယူဆင်းစွာတတိပေးထား၏ဤသာသနာသည်မတိခြင်း၏အမှောင်တို့အားဖြောင့်မှန်စွာထွန်းဖောက်ပေးထား၏ဤသာသနာသည်တဏှာခီးတဲ့၏ငါစင်းအားကြီးပြင်းထန်နေမှုအားငြိမ်သက်စွာခွာခြားခွင့်ပေးထား၏ဤသာသနာသည်တဏှာခီးတဲ့၏ကြွေဟောင်းကြွေတဲ့သူအားဖြူစင်စွာဖြတ်တောက်ခွင့်ပေးထား၏ဤသာသနာသည်တဏှာခီးတဲ့၏အစွန်းထင်းများစွာအားတိတ်ဆိတ်စွာစိတ်ကြောခွင့်ပေးထား၏ဤသာသနာသည်တဏှာခီးတဲ့၏အာယုံခံစားမှုခရီးချက်အားစိတ်ငြိမ်စွာအဆုံးသတ်ခွင့်ပေးထား၏ဗုဒ္ဓသာသနာ၏အရေးဆက်အောင်၌ခိုလုံခွင့်ရရှိသောဗုဒ္ဓတာဝကတဦး၏မြတ်ဗုဒ္ဓအဆုံးအမများအားတဝင်ယုံကြည်ရခြင်းအကြောင်းရင်းများရှေ့ပြေ